Mingala ba တွားရတာနည်းနည်းဝေးပြီပဲလေရောက်သွားတဲ့ခါကျတော့ရှင်လုံးဝ tropical vibe ပြပြီးတော့မှအရန်ကိုစိတ်ချမ်းသာမယ့်နေရာလေးတစ်ခုကိုပြောပြမယ်တိုက်တာအိမ်ယာတွေနဲ့လူနေထူထပ်နေတဲ့ရက်ွက်ထဲကနေမှတီးခြားလေးထူးခြားပြီးတော့မှဖြစ်နေတဲ့ဆိုင်လေးတစ်ခုပေါ့နော်ဝင်ကျဲမှာတယ်မဲ့တစ်ပင်နေနဲ့အုပ်ဆိုင်နေပြီးတော့မှဆိုင်တစ်ခုလုံးရဲ့ decoration ကိုလည်း vintage style လုံးဝဖန်တီးထားတယ်ဆိုင်ထဲကိုစားဝင်ကလေးကအထဲထဲရောက်တဲ့အထိဘယ်နေရာပဲဖြစ်ဖြစ်ကလေ eye catching ဖြစ်တဲ့အကုန်လုံးကစိတ်ဝင်စားစရာကောင်းနေတယ်မင်္ဂလိလို့တက်အော်တော့ကြားလိုက်တာကျန်တော့ကြာပင်လေးအပင်ဆိုင်ရတာဝါသနာပါတဲ့သူတွေဆိုလို့ရှိရင်လေဒီဆိုင်ကိုရောက်သွားလို့ရှိရင်ငါဘယ်အပင်လေးကိုယူပြီးတော့ပြင်ရမလဲဆိုတဲ့စိတ်ကူးတွေတပွားပွားဖြစ်လာလိမ့်မယ်ဆိုင်လေးက3လွှာရှိတယ်တစ်လွှာချင်းစီတိုင်းမှာလည်းအပင်လေးတွေကပြည့်နေပြီးတော့မှလေဒီဇိုင်း decoration လေးတွေကလည်းအရန်လာတယ်သူကနည်းနည်းဝေးတဲ့ခါကျတော့ရန်ကြိုက်လူအရောက်နေတဲ့ပေါ့နော်အဲ့ဒီခါကျတော့ဆိုင်လေးကအေးချမ်းလေးနဲ့တငယ်ချင်းတွေနဲ့ hang out လုပ်တာပဲဖြစ်ဖြစ်သမီးရီစားချစ်သူလာချင်းတွေ့တာပဲဖြစ်ဖြစ်အေးဆေးထိုင်ပြီးတော့မှနေလို့ရတဲ့စိတ်ကူးရင်စရာကောင်းတဲ့နေရာလေးတစ်ခုပေါ့နော်ရက်ွက်ထဲမှာဖြစ်နေပေမဲ့လည်းဒီ decoration ကလုံးဝ country side ကိုရောက်သွားသလိုပဲတယောက်နဲ့တယောက်ကြိုက်ချင်းတူမှာမဟုတ်ပေမဲ့လည်းလေကိုကအပင်ချစ်တဲ့သူလည်းဖြစ်တယ် coffee ကြိုက်တဲ့သူလည်းဖြစ်တယ်တိတ်စိတ်လည်းနေရတာကြိုက်တဲ့ခါကျတော့လေဒီဆိုင်လေးကလုံးဝ recommend ထဲမှာပါတယ်စိတ်တိုင်းကြားတဲ့ဆိုင်လေးတစ်ဆိုင်ထဲမှာပါတယ်coffee ရတာလည်းကောင်းဆိုင်ရှင်လေးကလည်းပြူငှတယ်အဲ့ဒီဆိုင်လေးကတော့အရှိတကုံ9ရက်ကွယ်နီလာတစ်လန်းထဲမှာရှိတဲ့ The Oldies 1968ပဲဖြစ်ပါတယ်။အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။